ကျွန်တော်တို့ရောက်နေတဲ့နေရာ တို့နေရာတော့ ဝပနန်းဖြစ်ပါတယ်ဝပနန်းအလှပတို့ပြသွားမှာပါအားလုံးမင်္ဂလာပါတော့နာမည်ရိုက်ကြီးဖြစ်ပါတယ်မလေး6ရဲ့နေရာတော့ဒါတော့ဝေးကြီးဖြစ်ပါတယ်ဝေးကြီးပါခင်ဗျာဝေးကြီးဖြစ်ပါတယ်โอเคပါမယ်ရောက်နေပါတယ်ကျွန်တော်ကြောက်စင်းဖျားကိုဒီမှာနေပါတယ်ကြောက်စင်းဖျားပဲနားမှာရှိတယ်ရောက်ပါပြီခင်ဗျာတော့ကြောက်စင်းဖျားဖြစ်ပါတယ်ဝပနာကြောက်စင်းဖျားပါโอเคဘောက်လိုက်ကြမယ်